Miss Jenna ကဟဲကန်နဲ့ဟာရီတို့ဟာဟန်ဆောင်လက်ထပ်ထားတဲ့ဇနီးမောင်နဲ့အဖြစ်ဝန်ခံနေတာကိုမတော်တဆကြားလိုက်ရပါတယ်ဟဲကန်ဟာဒီအိမ်တော်ရဲ့အထုကိုနေထိုင်သူတွေရဲ့ယုံကြည်မှုရယူပြီးအသေးဥက္ကဋ္ဌရာထူးရယူဖို့အတွက်သာစီစဉ်ခဲ့တာဖြစ်နိုင်လို့သူ့မှာဆိုးရွားတဲ့လိုအပ်ချက်တွေရှိတယ်လို့တန်တရားဝင်သွားပါတယ်ဒီအကြောင်းအရာတွေကိုအင်ယာဖိုရမ်မှာတင်ပြီးသူ့အစီအစဉ်တွေကိုဖော်ထုတ်ပြမယ်လို့ချိန်ချောက်လိုက်တာကြောင့်ထိတ်လန့်သွားတဲ့ဟဲကန်နဲ့ဟာရီတို့က Miss Jenna ကသူတို့စကားတွေကိုနားကြားလိုက်တာဖြစ်နိုင်ပြီးသူတို့ဟာတကယ်အိမ်အောင်တွေဖြစ်တယ်လို့အလင်းမြန်ရှင်းပြကြပါတယ်သူမကိုသတင်းအချက်အလက်တွေပေါက်ကြားမသွားအောင်တားဆီးဖို့အတွက်ဟဲကန်ရဲ့လက်အောက်ငယ်သားတွေကဓာတ်လီကားတွေကိုရည်ရွယ်ချက်ရှိချိုးယွင်းစေပြီးမိုဘိုင်းဖုန်းကိုရဲ့အသုံးပြုခွင့်ကိုဖျက်တောက်ဖို့အချက်ပြကြံမာတွေဖွင့်လိုက်တာကြောင့်သူမဘာ post မှမတင်နိုင်တော့ပါဘူးနောက်တစ်နေ့မနက်စောစောမှာဟဲကန်နဲ့ဟာရီတို့ကလှုပ်ဝက်ချက်ပြမှုတွေကိုသဘောတူပြီး Miss Jenna ရှေ့မှာချစ်ခင်ကျင်လာတဲ့လင်မယားပုံစံဟန်ဆောင်မှုစီစဉ်ကြပါတယ်သူတို့ကအပြေးလေးချင်းနေတော့သူမနဲ့မတော်တဆတွေ့ဟန်ဆောင်ပြီးသူမရှိမှအချစ်ပြိုင်ဆိုင်မှုတွေလုပ်ကြပါတယ်ဒါပေမဲ့ Miss Jenna ကသူတို့ရဲ့ပြုမှုတွေကိုမယုံကြည်ပဲတကယ်အိမ်အောင်တွေကပြေးနေစဉ်လက်ကင်နာခြင်းမျိုးမလုပ်တာကြောင့်သူတို့က over item ဖြစ်နေတယ်လို့ပြောလိုက်ပါတယ်ဒီနည်းလည်းမအောင်မြင်တဲ့အခါဟဲကန်ကဟာရီရဲ့အကြံဉာဏ်ကိုယူပြီးစိတ်ခံစားမှုဆိုင်ရာချင်းကပ်မှုကိုပြောင်းလိုက်ပါတယ်သူက Miss Jenna ကိုရှေးအောင်ပစ္စည်းတွေတူပေါ်တွေ့ရှိခဲ့တဲ့မြေရောက်ရထားဘူတာယုံကိုခေါ်သွားပြီးဘူတာယုံလမ်းကြောင်းပြင်ဆင်မှုကိုတွန်းအားပေးဖို့သူတို့နှစ်ယောက်ဘလို့အတူတူကဆန္ဒပြခဲ့ကြတာကိုပြန်မဲ့ရစေကသူမရဲ့အမတ်တရကောင်းတွေကိုနှိုးဆွပြီးနောက်ဟဲကန်ကစိတ်ခံစားမှုပါတဲ့စကားတွေကိုစတင်ပြောပြကသူ့ဇနီးကိုအလွန်ချစ်မြတ်လို့ကြောင်းပြီးတော့သူ့အဖေရဲ့ရှုပ်ထွေးတဲ့ကိုယ်ရေးကိုယ်တာဘဝအကြောင်းပုံမြင်တစ်ပုဒ်ကိုဖန်တီးပြောပြပြီးသူနဲ့သူ့ညီသုံးယောက်ဟာအဖေကလောင်းကစားဆွဲသူဖြစ်လို့ဆင်းရဲဒုက္ခများစွာခံခဲ့ရတယ်လို့ပြောကအဲ့ဒီလိုဖြစ်ပေမဲ့လည်းသူတို့ပြိုကွဲနေတဲ့မိသားစုဆက်ဆံရေးကိုပြုပြင်ဖို့ကြိုးစားရင်းအတူတူနေထိုင်ကြတာလို့ပူပူသာသာပြောလိုက်တော့ Miss Jenna ကသူ့ရဲ့စကားတွေမှာရဲရဲနေတာကိုမြင်လိုက်ရတဲ့အခါဟဲကန်ကသူ့ကိုတပတ်ချိန်ပေးဖို့တောင်းပန်လိုက်ပြီး9ရက်ကြာပြီးလို့သူတို့ဟာဟန်ဆောင်မိသားစုလို့သူမယုံကြည်နေသေးရင်အဲ့ဒီချိန်မှာဖော်ထုတ်နိုင်တယ်လို့ပြောလိုက်ပါတယ်ဟဲကန်ဟာရက်ကွက်အတွင်းအင်ချမ်ပီယံဇင်းလုံးတွေကိုတယောက်တည်းမြင့်တင်ခဲ့တာကိုထည့်သွင်းစဉ်းစားပြီး Miss Jenna ကတွန်းဆုတ်စွာနဲ့ပဲသဘောတူလိုက်ပါတော့တယ်သူအိမ်ပြန်ရောက်တာနဲ့ဟဲကန်ကအရေးပေါ်အစည်းအဝေးခေါ်ကတပတ်တွင်းပျောက်ဆုံးနေတဲ့ပြုပြင်ထိန်းသိမ်းရေးရမုံငွေကိုရှာဖွေရမှာဖြစ်တယ်လို့ပြောပြပါတယ်သူတို့ပတ်စံပြန်ရပြီးဆော့ဂျိုကိုထွက်ပြေးသွားရင်သူတို့ရဲ့မိသားစုအတူကြောင့်အမှန်တရားကအရေးမကြီးတော့ဘူးလို့လည်းပြောလိုက်ပါတယ်ယူဂျီကတညာလုံးစဉ်းစားနေပြီးဩကတာအောင်ဆိုအားအင်ချမ်ပီယံမန်နေဂျာနဲ့ဘန်နာရေးကြီးကဲ့သို့ပူးပေါင်းပြီးရမုံငွေတွေလွဲသုံးစားလုပ်ခဲ့ရင်တော့အကောင့်အားလုံးကိုလုံးဝရှင်းထုတ်ပြနိုင်မှာမဟုတ်ဘူးလို့သူယုံကြည်နေပါတယ်နောက်ကွယ်မှာနောက်ထပ်တကူကြီးတစ်ယောက်ကကျိုးဆွင့်နေတာဖြစ်ရမယ်လို့လည်းထင်နေပါတယ်သူကဟဲကန်ကိုဩကတာဖြစ်သူ့အာဏာကိုသုံးပြီးရက်ကွက်အတွင်းပြုပြင်ထိန်းသိမ်းရေးစီမံကိန်းအမျိုးမျိုးကိုတွန်းအားပေးဖို့ကြံပေးပါတယ်တရားဝင်အကောင့်တွေဗလာဖြစ်နေပေမဲ့ဆောက်လုပ်ရေးလုပ်ငန်းတွေဆက်လုပ်နေတယ်ဆိုရင်ဒီစုံတစ်ယောက်ကကန်ထရိုက်တာတွေကိုတီးတက်ပေးချေနေတာကိုသက်သေပြနိုင်ပြီးပျောက်ဆုံးနေတဲ့ငွေတွေကိုခြေရခံနိုင်မဲ့တဲလွန်စားရနိုင်တာကြောင့်ဟဲကန်နဲ့သူ့လူတွေလှုပ်ဆောင်မှုစတင်လိုက်ပါတယ်အတင်းငယ်ဆုံးအသေးစိတ်ကိုတော့သူတို့လေးလူမရှိပဲပြစ်နာစာမရှိရင်သူတို့ကဖန်တီးပေးပြီးရည်ရွယ်ချက်ရှိရှိနဲ့မြေကြီးအကြောင်းရေပိုက်ပေါက်တွေနဲ့လမ်းမြတွေပြင်မငြိညာမှုစားတဲ့ပြဿနာများစွာကိုဖန်တီးခဲ့ကြပါတယ်ဟဲကန်ကအရေးပေါ်အစည်းအဝေးတစ်ခုခေါ်ပြီးတွေးရှိချက်အလုံးကိုစည်ရင်ပြုစုကပြုပြင်ရန်အတွက်ပြုပြင်ထိန်းသိမ်းရန်ပုံငွေကိုတုံးဆွဲဖို့အဆိုပြုပေမဲ့ဥက္ကဋ္ဌအောင်ဆိုဦးဆောင်တဲ့လုံသမားကိုယ်စားလှယ်တွေကဥက္ကဋ္ဌအောင်ကိုပဲဆက်လက်ထောက်ခံကြကဥက္ကဋ္ဌအောင်ဆိုရဲ့အချက်ပြမှုအတိုင်းလူတိုင်းကအဆိုပြုချက်တွေကိုဆန့်ကျင်မဲ့ပေးကြပါတယ်အစည်းအဝေးခေါ်ယူခဲ့ပြီးထောက်ခံသူတွေမရှိတာကြောင့်ဟဲကန်ဟာလုံးဝရှုံးနိမ့်သွားကပြုပြင်ထိန်းသိမ်းအစီအစဉ်တစ်ခုမှအတိမဖြစ်ခဲ့ပါဘူး။တောင်ဝမ်ကစီဝေးရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်ရှုနေပြီးသူ့လက်အောက်ငယ်သားတွေစီကဟဲကန်ကငွေစင်းစာအုပ်ကိုတုံးကပြုပြင်ထိန်းသိမ်းရန်ပုံငွေအလုံးကိုထုတ်ယူဖို့ကြိုးစားခဲ့တဲ့ဆိုတဲ့အစီရင်ခံစာကိုရရှိသွားပါတယ်။ဆိုလိုတာကသူအကောင့်တွေဗလာဖြစ်နေတယ်ဆိုတာကိုရှာဖွေတွေ့ရှိပြီးဆိုတာပါပဲ။ဂျောင်ဝမ်ကဟဲကန်ဥက္ကဋ္ဌဖြစ်ဖို့ဒီလောက်ပြင်းထန်ကြိုးစားခဲ့တာကပြုပြင်ထိန်းသိမ်းရန်ပုံငွေကနေအမျက်ထုတ်ဖို့ဆိုတာချက်ချင်းသဘောပေါက်သွားပါတယ်။အခုငွေတွေပျောက်နေတာကိုတွေ့တော့ရမုံငွေတွေဘာမှပျောက်သွားလဲဆိုတာခြေရာခံဖို့ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေစတင်မှုရည်ရွယ်ထားတာကိုဟဲကန်ဟာဂျောင်ဝမ်ကသူ့စီစဉ်အားလုံးကိုသိရှိသွားပြီဆိုတာကိုမသိခဲ့ပါဘူး။အင်ချမ်မြေရုံးကမထွက်ခင်သူဘန်နာရေးမှုဟေဒင်စီကိုတွားရောက်ခဲ့ပါတယ်။သူထွက်သွားပြီးရဲ့နောက်ဟေဒင်ကသူမအားလည်းရဲ့အတွင်းအိမ်ယာအတွင်းမှာပြောင်းလဲများစွာဖြစ်ခဲ့တယ်လို့မှတ်ချက်ပေးကဒီထီးကျန်လူဟာအသိဥက္ကဋ္ဌဖြစ်သွားတယ်လို့သူမှကြားသိရတယ်လို့ပြောတဲ့အခါသူ့လို့ဖို့ကိုင်ဘက်ကဟဲကန်ဟာတယောက်တည်းနေတာမဟုတ်ပဲမိသားစုကြီးတစ်ခုရှိတယ်လို့ပြောပြပါတယ်။ဟေဒင်ကတန်တရားဝင်သွားပြီးဟဲကန်ကအလုံသမားကိုယ်စားလှယ်ဖြစ်ပထမဆုံးရှောက်တော်တင်တော့ကအိမ်တော်မရှိပဲသူတယောက်တည်းနေတယ်လို့ဖော်ပြထားတာကိုသူမှရှင်းရှင်းလင်းလင်းမှတ်မိနေပါသေးတယ်။အောင်ဆိုးချန်ထားခဲ့တဲ့ကိုယ်စားလှယ်ဖွဲ့ကိုဖျက်သိမ်းဖို့ဟဲကန်ကသူ့လက်အောက်ငယ်သားတွေကိုစိုးကိုတစ္ဆာခံတဲ့အလုံသမားကိုယ်စားလှယ်တိုင်းကိုစုံစမ်းဖို့အမိန့်ပေးလိုက်ပါတယ်ဒီလူတွေပါအကျိုးခံစား권တွေရခဲ့လဲဆိုတာရှာဖွေဖို့သူဆုံးဖြတ်ထားတာပါတ
လက်အောက်ငယ်သားတွေကကိုယ်စားလှယ်အားလုံးရဲ့ရေမီးနဲ့ဓာတ်ငွေအတွက်အသုံးစရိတ်တွေကိုစတင်စုဆောင်းချိန်ဟာရီကမူမမှန်တာတစ်ခုကိုမကြခင်မှာတွေ့ရှိသွားပါတယ်အိမ်အောင်စု123စုမှာဟီတာစရိတ်မှတ်တမ်းကတုံညာဖြစ်နေပြီးနောက်ထပ်စုံစမ်းစစ်ဆေးမှုတွေအရဒီနေဆိုင်သူတွေဟာလုံသမားကိုယ်စားလှယ်တွေဒါမှမဟုတ်ဥက္ကဋ္ဌဟောင်းဆိုရဲ့ခိုင်မာတဲ့ထောက်ခံသူတွေဖြစ်နေတာကိုတွေ့လိုက်ရပါတယ်ဆိုရဲ့တန်တန်း6နှစ်အတွင်းအိမ်အောင်စု123စုလုံးဟီတာစရိတ်တစုံတရာမပေးဆောင်ခဲ့ရပါဘူး။တနည်းအားဖြင့်သူတို့မသိပဲကြံနေထိုင်သူတွေကသူတို့အတွက်ငွေအားလုံးပေးခဲ့ရကမျက်မှန်တက်ထားတဲ့လက်အောက်ငယ်သားကလူထုဖိုရမ်မှာဟဲကန်ကိုဆန့်ကျင်တဲ့အသေးဖြတ်မှုတွေတင်နေတဲ့အမည်မသိအသုံးပြုသူဟာဒီဟီတာကမြောက်ကိုရှောင်လွှဲတဲ့အိမ်အောင်စုတွေကတစုဖြစ်တာကိုလည်းရှာဖွေတွေ့ရှိသွားပါတယ်။စီအားလုံးကိုတခါတည်းဖယ်ရှားဖို့ရှာနေတဲ့ဟဲကန်ကဟီတာကမမျှတမှုရဲ့တားကောင်ပြည့်ဆန္ဒပြပွဲတစ်ခုစီစဉ်မှုစိတ်ကူးကဥက္ကဋ္ဌဟောင်းဆိုကအိမ်အောင်စု123စုကို6နှစ်ကြာဟီတာကမပေးဆောင်ရအောင်အာဏာကိုအလွဲသုံးစားလုပ်ခဲ့ပုံကိုဖော်ထုတ်ဖို့ရည်ရွယ်ထားပါတယ်အသေးရွေးချယ်ခံရတဲ့ဥက္ကဋ္ဌအနေနဲ့အာဂတိလိုက်စားမှုကိုအဆုံးထိတိုက်ဖြတ်မယ်လို့ကတိပြုကမစ်ဂျန်နာကအခွင့်အရေးကိုတုံ့ချပြီးအရှုပ်တော်ပုံကိုချဲ့တွင်ကအင်ယာဖိုရမ်မှာဇလန်ကိုတင်ပြီး1 2 3ဖြစ်ပြဲလို့မြည်ပေးလိုက်ပါတယ်ဥက္ကဋ္ဌဟောင်းဆိုနဲ့ပတ်သက်သူတွေအကျိုးသက်တွေရင်ဆိုင်ရအောင်နေထိုင်သူအားလုံးစုစည်းပြီးတူတကွရက်တီဖို့သူမတိုက်တွန်းနေပါတယ်ညင်ပွားမှုတွေကြီးထွားလာတာနဲ့မျှအင်ချမ်းမြေစီမံခန့်ခွဲမှုရုံးကိုစီးမြင့်အာဏာပိုင်အဖွဲ့မျိုးစီကဖုန်းခေါ်ဆိုမှုတွေပြည့်နေလာနေပါတယ်1 2 3ဖြစ်ပြအတွက်ကြားနာပွဲတစ်ခုကိုမကြခင်မှာကျင်းပကပြည်သူဒေါသကိုညှိမ့်သက်ဖို့ဟီတာကကြွေးကြံရှိတဲ့အဆောက်အုံကိုယ်စားလှယ်တွေကသူတို့ယာရုကနေစူပေါင်းနှုတ်ထွက်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်မစ်ဂျန်နာရဲ့ဥဆောင်မှုအောက်မှာနေထိုင်သူတွေကဒီလောက်ပေါ်ပေါ်ဆဆဖြည့်ရှင်းမှုကိုလက်ခံမှုညှင်းဆန်ကြကဟဲကန်ကတော့စူပေါင်းနေထိုင်ရာအဆောက်အုံအတွင်းဓာတ်ငွေမီတာတိုင်းကိုအစားထိုးဖို့ပြုပြင်ထိန်းသိမ်းရေးရမုံငွေကိုအသုံးပြုဖို့အဆိုပြုကအခွင့်အရေးကိုရယူလိုက်ပါတယ်သူစကားပြောပြီးခြင်းမှာပဲဂျောင်ဝမ်ကတာမန်နေထိုင်သူတယောက်ဖြစ်ရှိထွက်လာကသူ့ကိုယ်ပိုင်ဟီတာကမှလည်းတုံ့ပြထားတယ်လို့ပြောပြီးမီတာတွေဒါမှမဟုတ်ထုတ်ပြန်ချက်တွေကိုသူဘယ်တော့မှမစစ်ဆေးခဲ့ဘူးပဲဒီကိစ္စကိုမသိခဲ့ဘူးပေမဲ့ကြံငွေအားလုံးကိုပြန်ဆက်ဖို့ကမ်းလှမ်းပြီးကြံလူတိုင်းကိုလည်းအဲ့ဒီလိုလုပ်ဖို့တိုက်တွန်းလိုက်ပါတယ်ဂျောင်ဝမ်ရဲ့ဖီအားအောက်မှာဥက္ကဋ္ဌအောင်ဆိုကအိမ်အောင်စု123စုလုံးသူတို့ရဲ့မဆက်ရသေးတဲ့ဟီတာကားတွေကိုပြန်ဆက်ရမယ်ဆိုတာကိုသဘောတူဖို့အပြင်ရွေးချယ်စရာမရှိတော့ပါဘူးပြန်ဆက်ရေးအစီအစဉ်အတည်ပြုပြီးတာနဲ့ဟဲကန်ကပြန်လည်ရရှိတဲ့ငွေအားလုံးကိုပုံမူပေးဆောင်ခဲ့ရတဲ့နေထိုင်သူတွေစီပြန်လည်အပ်နှံမယ်လို့ကြေညာလိုက်တာကြောင့်ဒီကြေညာချက်ကလက်ခုပ်တန်တွေထွက်ပေါ်စေပြီးလူကြိုက်များမှုကိုနောက်တစ်ချိန်မြင့်တင်ပေးလိုက်ပါတယ်သူ့ဘော်လွန်မင်တန်တရားရှိတဲ့မစ်ဂျန်နာကဟဲကန်က1 2 3ဖြစ်ပျက်ကိုဖြည့်ရှင်းဖို့အတွက်သာတပတ်တောင်းဆိုခဲ့တာလို့မှားယွင်းစွာယူဆပြီးသူမရဲ့တန်တရားတွေနောက်ဆုံးမှာပျောက်ကွယ်သွားပါတော့တယ်ဂျောင်ဝမ်ကဥက္ကဋ္ဌအောင်ဆိုကိုကြိုးဆွဲနေတဲ့တကယ်အယုတ်ဆရာဖြစ်ပြီးပြုပြင်ထိန်းသိမ်းရမုံငွေတွေကိုလှုပ်ဝက်ထိန်းချုပ်နေတယ်ဆိုတာဟဲကန်မသိခဲ့ပါဘူးရန်နေငယ်လူကဂျောင်ဝမ်ကသတင်းစာတွေရုံးမြင့်တန်ကြားဌာနတွေနဲ့ဩဇာရှိတဲ့အွန်လိုင်းဩဇာရှင်တွေကိုပြလက်ပေးဖို့ပြုပြင်ထိန်းသိမ်းရမုံငွေတွေကနေငွေတွေကိုထုတ်ယူသုံးစွဲခဲ့တာပါမြောက်ရထားဘူတာရုံမှာတူပေါ်တွေးရှိတဲ့ရှေးအောင်ပစ္စည်းတွေဟာအတူရောက်ဖြစ်ပြီးမြို့တိဖွံ့ဖြိုးရေးစီမံကိန်းကိုဆန့်ကျင်တဲ့အုပ်စုတွေကမြုပ်ထားတာလို့ဆိုပြီးမီဒီယာ၃ခုစလုံးကထပ်တူကြတဲ့ဇာတ်ကြောင်းတွေကိုတွန်းပို့ဖို့သူညှိနှိုင်းခဲ့ပါတယ်အခုဟီတာကအရှုပ်တော်ပုံကအင်ချမ်းမြေစီမံခန့်ခွဲမှုအပေါ်နေထိုင်သူရဲ့ယုံကြည်မှုကိုပျက်စီးစေပြီးပြုပြင်ထိန်းသိမ်းရေးရမုံငွေတွေကိုလွတ်လပ်စွာလွှဲပြောင်းသုံးစွဲဖို့ကပိုပြီးခက်လာပါတော့တယ်ဩက္ကဋ္ဌအောင်ဆိုရဲ့အရေးချင်းမရှိမှုကြောင့်ဒေါသထွက်နေတဲ့ဂျောင်ဝမ်ကသူ့ကိုရိုက်နှက်တပ်ပစ်လိုက်ပါတယ်သူကဥက္ကဋ္ဌအောင်ဆိုကိုတေဝမ်တောင်ပေါ်မှာမြုပ်နှံပြီးသူ့လောင်းကိုအင်ဂျင်မြူမန်နေဂျာကိုခေါ်ပြီးပတ်စံစုကောင်းကစိုးရတင်ကြံကိုလေးစားမှုအပြည့်နဲ့ဂါရဝပြုခိုင်းပါတယ်ကျောင်းလန်တုံးလုံးနေတဲ့မန်နေဂျာကကားပေါ်တက်တုံးငွေစည်းတွေအားလုံးမြေပေါ်ပြုတ်ကျကုန်ပါတယ်ဒီမြင်ကွင်းကိုဟဲကန်ကစောင့်ကြည့်ဖို့ဆီလွှတ်ထားတဲ့လက်အောက်ငယ်သားနှစ်ယောက်စလုံးကဓာတ်ပုံရိုက်ယူနိုင်ခဲ့ပါတယ်လက်အောက်ငယ်သားတွေကဓာတ်ပုံတွေကိုဟဲကန်စီကိုပို့ပေးလိုက်ပါတယ်နောက်တစ်နေ့ဓာတ်ငွေမီတာတွေအစားထိုးဖို့စီစဉ်ကဟဲကန်ကမန်နေဂျာကောက်ခံတဲ့ငွေသားဟာဆောက်လုပ်ရေးအတွက်ပေးချေဖို့ဖြစ်နိုင်တယ်လို့တန်တရားရှိနေပါတယ်မန်နေဂျာကိုဘယ်သူကငွေကြေးထောက်ပံ့နေတာလဲဆိုတာကိုဖော်ထုတ်ဖို့သူတို့ကတေဝမ်တောင်ရဲ့ပိုင်ဆိုင်မှုကိုစတင်စုံစမ်းကသူတို့ရဲ့စုံစမ်းစစ်ဆေးမှုကတေဆန်းဆောက်လုပ်ရေးကုမ္ပဏီစီကိုဦးတည်သွားပြီးနောက်ွယ်ကတခိုးကြီးဟာဒီကုမ္ပဏီရဲ့နောက်ွယ်မှာရှိနေနိုင်တယ်ဆိုတာကိုညွှန်ပြနေပါတယ်ဟဲကန်ကတေဆန်းဆောက်လုပ်ရေးကုမ္ပဏီကိုတွားရောက်ခါဥက္ကဋ္ဌနဲ့တွေ့ဖို့သွားပြီးဝန်ထမ်းကဥက္ကဋ္ဌကစောင့်နေပြီဖြစ်ကြောင်းသူ့ကိုအကြောင်းကြားတဲ့အခါသူပို့ပြီးအံ့အားသင့်သွားပါတယ်ဂျောင်ဝမ်ကအတွင်းမထိုင်နေတာကိုတွေ့ပြီးတော့သူပို့ပြီးတော့အံ့အားသင့်သွားပါသေးတယ်ဂျောင်ဝမ်ကတေဆန်းဆောက်လုပ်ရေးကုမ္ပဏီရဲ့ဥက္ကဋ္ဌဖြစ်နေသူနဲ့လက်ဆွဲနှုတ်ဆက်ပြီးတော့ဟဲကန်ကအင်ချမ်းမြေငွေစင်းဆောင်နဲ့အတူဗန်အများပြားကိုတွားရောက်ငွေထုတ်ယူတဲ့ဓာတ်ပုံတွေနဲ့မြေရောက်ရထားဘူတာယုံမှာရှေးအောင်ပစ္စည်းအတူတွေမြုပ်ထားတဲ့ဟဲကန်ရဲ့လိုအပ်ချက်ကိုဖော်ထုတ်ပြီးတွဲဝဲတဲ့တတိပေးချက်ထုတ်ပြန်လိုက်ပါတယ်သူကဘယ်အရာမဆိုလိုက်လံရှာဖွေတတ်တဲ့သူဖြစ်တာကြောင့်ဟဲကန်ဘယ်အရာကိုပဲရှာနေပါသည်ဂျောင်ဝမ်ရဲ့နေမျိုးမှာဘယ်တော့မှရှာမတွေ့နိုင်ပါဘူးအဲဒီချိန်မှာပဲဟဲကန်ကဂျောင်ဝမ်ကသူ့အကြောင်းသေးစိတ်အားလုံးကိုသိရှိနေတယ်ဆိုတာကိုသဘောပေါက်လိုက်ပါတော့တယ်